မမကမိကျွေလေးကပ်ပြီးတော့ကိုက်ပြီးသွားပြီနော်ကိုက်ပြီးသွားပြီမမအဖျားလေးကိုဒီမှာကင်းချီလိုက်ထားတယ်နော်ကင်းချီလိုက်ထားတယ်ကင်းချီမလိုက်ချင်တဲ့လူတွေကဒီမှာဒီရဲ့ပတ်လေမှာလေနှစ်စိတ်လောက်ကလေးလက်မနဲ့နှစ်စိတ်လောက်လေးခြံနေပြီးတော့ပတ်လေကိုဒီလိုနှစ်စိတ်ကိုက်တက်ပြီးတော့နော်ဒီလိုခောက်ပြီးတော့မိဘူးဖိပြီးလို့ရတယ်နော်ဒီမှာဒီလိုခောက်ပြီးတော့မိဘူးဖိပြီးတော့ဒီမှာအဲ့ဆိုရင်ဒီမှာအချောအလှဖြစ်သွားပြီနော်မတော့ဒါကင်းချီလိုက်မှာမို့လို့နော်ညှက်ပလိုက်မယ်နော်ဒါလေးပြချင်လို့ဒါလေးကခြံထားတာနော်ပြီးရင်ဒါလေးကိုလည်းဒါကင်းချီလိုက်မယ်နော်ကင်းချီမလိုက်ခင်မှာဒီမှာကင်းချီလိုက်ပြီးသားဟာလေးကိုမမကဒီမှာတင်ပြမယ်နော်တင်ပြမယ်ဆိုတော့ဒီမှာအင်ဂျီရဲ့အလှနဲ့နော်ဒီကွတ်စာရဲ့အလှနဲ့အင်ဂျီရဲ့အလှနဲ့ကွတ်စာရဲ့အလှနဲ့ကိုတင်မယ်အဲ့ချိန်မှာဒီမှာဒီလိုတင်လိုက်တာတော့ဟုတ်ပြီနော်ဒီမှာဒီလိုလေးအရင်တင်ပြီးတော့ပင်တွဲလိုက်မယ်နော်ပင်တွဲလိုက်မယ်ဒီနှလက်မခောက်ထားတဲ့အပြားကြီးကဘယ်လိုလုပ်ရမလဲဆိုတော့ဒီလိုကြီးပဲတင်ချုပ်ရမှာမဟုတ်ဘူးเนาะဒီမှာဒီလိုလေးခောက်လိုက်မယ်ဒီလိုလေးခောက်ပြီးဆိုရင်လည်းဒီလိုအလှနဲ့မလှနဲ့ကြားကနေညှက်ရမှာလည်းမဟုတ်ဘူးအဲ့လိုဆိုလို့ရှိရင်မှားသွားတတ်တယ်เนาะဒီမှာသူ့ရဲ့အစအတိုင်းကိုခောက်လိုက်မယ်ပြီးမှဒီလိုတင်လိုက်မယ်เนาะအဲ့ဒါမှဒီမှာချုပ်ပြီးတဲ့အချိန်မှာဒါလေးကအတွင်းထဲကိုရောက်သွားပြီးတော့ဒီမှာသူ့ရဲ့အပြားလေးကလည်းဒီလိုလေးဖြစ်မယ်ဒီဘက်ကနေလည်းဒီလိုလေးဖြစ်မယ်เนาะအဲ့တော့ဒီမှာသူ့ရဲ့အစာအတိုင်းလေးကိုဒီမှာခောက်လိုက်မယ်နော်ခောက်ပြီးတော့ဒီမှာဒီလိုလေးတင်လိုက်မယ်နော်ပြီးရင်ကိုချုပ်မဲလောက်ဒီမှာလက်ညမန်းနဲ့မချုပ်တတ်ဘူးဆိုလို့ရှိရင်ဒီမှာ3စိတ်ခြံခဲ့တယ်3စိတ်ချုပ်မယ်ဆိုရင်3စိတ်ကလေးဒီလိုလေးလိုက်တာပြီးတော့ချုပ်လို့ရတယ်နော်3စိတ်ကလေးဒီကနေလဲဒီမှာ3စိတ်ကလေးတားမယ်ဒီကနေတော့3စိတ်ချုပ်ချင်လဲရတယ်ဒီနားလေးရောက်သွားရင်တော့2စိတ်လောက်လေးချုပ်ချင်လဲရတယ်နော်ဒီနား3စိတ်ချုပ်ချင်လဲရတယ်2စိတ်လောက်ကလေးချုပ်ချင်လဲရတယ်3စိတ်ချုပ်မယ်ဆိုရင်ဒီပါဆောက်ပုံကြီးကအတင်းဘေးကိုပြဲသွားမှာပေါ့2စိတ်လောက်ပဲချုပ်တယ်ဆိုရင်တော့လောတော့လေးပဲပေါ့နော်အဲ့လိုမျိုးလေးပြီးရင်ဒီအောက်ကိုတော့ဒီကနေဒီလိုဆင်းတဲ့အချိန်မှာနော်အဲ့လိုလေးဒီဘက်ကိုဒီလိုလေးပြန်ချုပ်ပေးရမယ်နော်ပြီးရင်နောက်တစ်ဖက်မှာလည်းအဲ့လိုပဲသူ့ရဲ့အစာအတိုင်းလေးကိုဒီလိုလေးခောက်လိုက်မယ်နော်ခောက်ပြီးမှသူ့ရဲ့ကွတ်စာကိုတင်လိုက်မယ်နော်ကွတ်စာကိုတင်လိုက်မယ်တင်ပြီးတော့ဟိုဘက်ကလိုလေးပဲခုနတစ်ဖက်ကလိုပဲချုပ်လိုက်မယ်နော်အဲ့ဒါချုပ်တာတော့မမစက်နေတာတော့မပြတော့ဘူးချုပ်ပြီးမှပဲပြန်ပြောပြမယ်နော်လီကိုဒီမှာမမကချုပ်ပြီးသွားပြီနော်ချုပ်ပြီးသွားပြီဆိုတော့ကကြည့်တောက်ရမယ်နော်ဒီမှာတောင်ကျွန်းလေးတွေဆိုလို့ရှိရင်ဒီမှာ 0.5 လောက်လေးကြံအောင်လေးဒီမှာကကြည့်တောက်လိုက်မယ်အကုန်လုံးလည်းမပါရအောင်နော်အကုန်လုံးလည်းမပါအကုန်လုံးပါရင်ဟိုအလှဘက်ကနေကြည့်ရင်ပြဲသွားလိမ့်မယ်နော်ပြီးရင် white ကလေးမှလည်းအဲ့လိုပဲဒီလိုမျိုးလေးကကြည့်လေးဒဲလေးတောက်ပေးရမယ်နော်ဒီလိုဒဲလေးပြီးရင်ဒီခြိုက်နေရလေးမှာဒီလိုကကြည့်လေးတောက်ပေးရမယ်နော်ကကြည့်လေးတောက်ပေးပြီးလို့ရှိရင်မီးဖိမယ်နော်မီးဖိတဲ့အချိန်မှာဒီမှာဒီချုပ်ချောင်းလေးကိုနော်ချုပ်ချောင်းလေးကိုအညီလေးခောက်တက်ပြီးတော့မီးဖိရမယ်နော်ချုပ်ချောင်းလေးကိုဒီလိုအညီလေးခောက်ပြီးတော့မီးဖိရမယ်ပြီးရင်ဒီဘက်ကအောက်ကချုပ်ချောင်းလေးကိုလည်းဒီလိုလေးအချီချောင်းနဲ့အညီလေးနော်ခောက်ပြီးတော့မီးဖိရမယ်ပြီးရင်အဝိုက်ကလေးကိုလည်းအဝိုက်ရဲ့ပုံစံလေးတိုင်းဝိုက်လို့မရဘူးဆိုလို့ရှိရင်ဒီအဝိုက်အလဲချိုက်နေတဲ့နေရာလေးမှာထပ်ပြီးတော့ကတ်ကြီးတောက်ပေးရမယ်နော်ကတ်ကြီးတောက်ပေးပြီးလို့ရှိရင်ဒီမှာသူ့ရဲ့အဝိုက်လေးတိုင်ကိုမိဘူးဖိပေးရမပြလို့ရှိရင်ရေလေးနဲ့မီးလေးနဲ့ဖိပေးလိုက်နော်ဒီလိုရေမီးကြွေတခါတည်းမဟုတ်တဲ့လူတွေကဒီဘက်ကရေလေးဖြန်းပြီးတော့ရိုးရိုးမီးကြွေလေးနဲ့ဖိလို့လည်းရတယ်နော်ဒီမှာပြီးရင်သူ့ရဲ့အချွန်လေးတွေတိုင်းဒီမှာဒီလိုလေးဖိရပြီးတော့ထုတ်လိုက်မယ်နော်ပြီးရင်ဒီမှာလည်းဒီလိုလေးထုတ်လိုက်မယ်နော်ပြီးရင်ဒီရဲ့အဝိုက်မှာလည်းဒီလိုလေးထုတ်လိုက်မယ်ထုတ်ပြီးပြီဆိုလို့ရှိရင်ဒီမှာဒီလိုလေးပြန်ချိုးရပြီးတော့မလှဘက်မှာဒီလိုမျိုးလေးဖြစ်နေအောင်လို့မိကျွေလေးတိုင်မယ်နော်မလှဘက်ကနေဒီကိုစာပြားလေးဘက်ကနေနော်အာမဒီဘက်ကနေကြည့်ရင်ရှင်းရှင်းလင်းလင်းလေးဖြစ်နေမှာနော်ဒီဘက်ကနေဒီမှာဒီလိုအောက်ကကိုစာကြီးထွက်ပြီးဒီလိုတစ်ကြီးထွက်နေရင်မလှဘူးလေနော်မလှဘူးဆိုတော့ဒီမှာဒီလိုမျိုးလေးဖိလိုက်မယ်သူ့ရဲ့အဝိုက်လေးတိုင်းအချွန်လေးတိုင်းနော်အချွန်လေးကမချွန်ဘူးဆိုလို့ရှိရင်တခြားလေးထုတ်မယ်နော်
ပြီးရင်ဒီမှာအဲ့ဆိုရင်ရသွားရေနဲ့မီးနဲ့တွေ့သွားရင်ပြသွားပြီနော်ဒီမှာသူ့ရဲ့လက်ပင်ပုံဝိုင်းလေးတိုင်းဖြစ်သွားပြီနော်ဖြစ်သွားပြီဆိုတော့မကဒီနောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပဲချိုးလိုက်တော့မယ်နော်ကက်ကြီးလေးတောက်ပြီးတော့မီးကျွေလေးဖိလိုက်တော့မယ်နော်အာတော့နောက်တစ်ဖက်ကိုတော့မပြတော့ဘူးနော်ဒီမှာမကဒီမှာနော်ဟိုမီးကျွေဖိပြီးသွားပြီနှစ်ဖက်သလုံးကိုနော်နှစ်ဖက်သလုံးကိုမီးကျွေဖိပြီးသွားပြီဒီမှာလက်ပင်ပုံလေးလည်းပေါ်သွားပြီနော်လက်ပင်ပုံလေးလည်းပေါ်သွားပြီအဲ့တော့ဒါနောက်ချမ်းနဲ့ကုတ်တော့မယ်နော်နောက်ချမ်းနဲ့ကုတ်မဲ့ချိန်မှာမကခုနဒီမှာနောက်ချမ်းကုတ်စာလေးကိုဒီမှာမီးကင်းချီလေးလိုက်တယ်နော်ကင်းချီလေးလိုက်ပြီးတော့ဒီမှာကင်းလေးတွဲမယ်ပြီးရင်ဒီမှာအင်းကြီးရဲ့အလှနဲ့နော်နောက်ချမ်းရဲ့အလှနဲ့ဒီမှာအရှိချမ်းရဲ့အလှလေးနဲ့ကိုတင်မယ်နော်ပခုံးအစွန်လေးကဂျိုင်းပေါက်ဘက်လေးကနေညီအောင်တင်မယ်နော်ဂျိုင်းပေါက်ဘက်လေးကနေညီအောင်တင်မယ်ပြီးရင်ပင်းရလေးတွဲလိုက်မယ်နော်ပင်းရလေးတွဲပြီးဆိုရင်ဒီမှာကိုစာလေးကိုလှမ်းကြည့်လိုက်ဒီမှာလွတ်နေတဲ့နေရာလေးရှိရနော်လွတ်နေတဲ့နေရာလေးမှာမမတို့ကဒီကနေဒီမှာ3စိတ်ချုပ်ခဲ့မယ်3စိတ်ချုပ်ခဲ့မယ်3စိတ်ချုပ်ခဲ့လို့ဒီလိုစုံသွားနေရကြရင်ဒီမှာခုနကဒီနေရာလေးမှာအောက်ကို6ကလေးဖြစ်ပြီးကျသွားလိမ့်မယ်နော်ဒီမှာအထောက်လိုက်တော့မယ်နော်အဲ3စိတ်နေရာလောက်ကနေအထောက်လိုက်ပြီးတော့မှပြီးရင်သူ့ရဲ့ဒီအထောက်လိုက်တဲ့နေရာနဲ့ဒီဘက်အကွာအဝေးတိုင်းတခါညောင်ပြန်ချုပ်ပြီးတော့ဒီနောက်တစ်ဖက်ကလည်းအဲ့လိုလေးတွဲလိုက်မယ်နော်ဒီမှာဘေးအစွန်ဂျိုင်းဘက်လေးကနေဒီမှာညီအောင်တင်ပြီးတော့ဂျိုင်းဘက်ဒါဂျိုင်းဘက်လေးနော်ဂျိုင်းဘက်လေးကနေညီအောင်တင်ပြီးတော့ပင်းရလေးတွဲလိုက်မယ်ပြီးတော့ဒီမှာကုတ်ဆာလေးတင်လိုက်မယ်ပြီးရင်ခုနကဒီဘက်ကလာထားတဲ့နေရာလေးကနေဒီရဲ့ဒီဘက်3စိတ်စုံတဲ့နေရာလေးလောက်ကနေတခါဒီဘက်ကို3စိတ်ပြန်ချုပ်လိုက်တော့မယ်နော်ဒီချုပ်တာလေးတော့မပြတော့ဘူးနော်ပြီးရင်နင်းပြီးတဲ့ချိန်ကျရင်ပြန်ပြမယ်နော်မနောက်ချမ်းကွက်စာလေးနဲ့ဒီမှာချုပ်ပြီးသွားရင်နော်ခုနကမပြတော့ဒီမှာ3စိတ်စုံတဲ့နေရာလေးကနေဒီမှာသူ့ရဲ့အဝိုက်အတိုင်းလေးလာပြီးတော့ဒီမှာချုပ်ထားပြီနော်ပြီးရင်မကဒီအဝိုက်ကလေးကိုကက်ကြီးတောက်လိုက်မယ်နော်ကက်ကြီးတောက်ပြီးရင်ကက်ကြီးကဒီမှာတလက်မကြားလေးလောက်တောက်လိုက်ပါကွယ်နော်အချီထီမရဘူးနော်အချီထီမရဘူးဒီမှာဟိုဘက်က0.5ဒါမှမဟုတ်ရင်တစ်စိတ်လောက်လက်မနဲ့ဆိုရင်တစ်စိတ်လောက်လေးခြံပြီးတော့တောက်ပေးရမယ်နော်ပြီးလို့ရှိရင်ဒီမှာနောက်ချမ်းဘက်ကိုချိုးမယ်နော်ပခုံးချုပ်ကြောင်းလို့နောက်ချမ်းဘက်ကိုချိုးမယ်ပြီးရင်ဒီဘက်ကနေလည်းဒီလိုလေးပြန်ချိုးမယ်ချိုးပြီးမှအဲ့နေရာလေးကိုလက်မလေးနဲ့ထောက်တက်ပြီးတော့ဒီကုတ်ဆန်လေးကိုလှန်လိုက်မယ်အဲ့ဒါမှဒီမှာဒီနေရာလေးမှာဒစ်မဖြစ်တော့မှာနော်ဒီနေရာလေးမှာဒစ်မဖြစ်တော့မှာနော်ဒီနောက်ချမ်းနဲ့ရှေ့ချမ်းနဲ့လက်ပင်တွဲတဲ့နေရာလေးမှာပခုံးဆက်ကြောင်းလေးကဒစ်မဖြစ်တော့မှာကိုကျုံတလို့လှန်ပြီးတော့လှုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဖူးထစ်တွေဖြစ်သွားတတ်တယ်နော်ဒီလိုဖူးထစ်တွေလေဖူးထစ်တွေဖြစ်သွားတတ်တယ်အားကြောင့်မလို့နောက်ချမ်းဘက်ကလေးကိုဒီမှာတခြားလေးဒီလိုလေးချိုးမယ်နော်ချိုးပြီးတော့ဒီဘေးကနေလည်းဒီလိုလေးချိုးမယ်ပြီးရင်အဲ့နေရာလေးကိုလက်ကလေးနဲ့ဖိပြီးမှဒီလိုကွက်စာလေးကိုလှန်လိုက်မယ်နော်ကွက်စာလေးကိုလှန်လိုက်မယ်အဲ့ဒါမှဒီမှာတင်းမဖြစ်တော့တာနော်တင်းမဖြစ်တော့တာပြီးရင်ဒီကော့လန်နေတဲ့ဟာလေးကိုမကမီးဖိလိုက်တော့မယ်နော်ရှေ့ချမ်းမှာလို့ဒီအဝိုက်အတိုင်းကိုအချီချုပ်ကြောင်းအတိုင်းမီးဖိပြီးမှဒီလိုလှန်ပြီးဖိရင်လည်းရတယ်အခုဒီတိုင်းလေးကိုတခြားလေးလက်ကလေးနဲ့ဒီလိုမျိုးလေးလောက်ပြီးတော့လက်ကလေးနဲ့တခြားလေးညှိပြီးတော့ဖိကျင်လည်းရတယ်နော်မတော့လက်ကလေးနဲ့တခြားလေးညှိပြီးတော့ပဲဖိလိုက်တော့မယ်နော်ဒီမှာမကနောက်ချမ်းမီးကျွတ်တက်ပြီးသွားပြီနော်နောက်ချမ်းမီးကျွတ်တက်ပြီးသွားပြီဒီမှာလှဘက်ကနေကျင်ရင်ဒီလိုလေးချောနေအောင်ဖြစ်နေရမယ်နော်ဒီလှဘက်ကနေတော့ဒီမှာဒီလိုမျိုးလေးတစ်ကလေးတစ်တစ်လေးတွေထွက်တယ်နော်ဒီမှာအားဆိုရင်ဒီမှာဒါလေဘင်းကွတ်တာလေးပြီးသွားပြီနော်လေဘင်းကွတ်တာလေးပြီးသွားပြီပြီးရင်မကဒီမှာတောက်တွေမထည့်ခဲ့ရသေးဘူးတစ်ဖက်ပဲထည့်ရသေးရနော်အဲ့တော့ရှေ့ချမ်းနောက်ချမ်းတောက်တွေထည့်လိုက်တော့မယ်တောက်ထည့်ပြီးရင်လက်တက်မယ်နော်ဒါတောက်ထည့်တာလေးပြမယ်နော်လားဒီမှာဒါမနောက်ချမ်းတောက်လေးထည့်မှာနော်ဒီမှာဒါအောက်ခြေဒီမှာကအလယ်လေးနော်ဒီမှာအလယ်လေးပြီးရင်ဒီမှာထိတ်ဆုံးကဒီမှာခဲပြူလေးနဲ့မှတ်တာနော်ပြူလေးနဲ့မှတ်တာအဲ့3ခုကိုဒီလိုလေးတညီရဲလေးခောက်လိုက်မယ်အောက်ခြေက2စိတ်ခြံခဲ့တာဆိုတော့2စိတ်နေရာလောက်ကနေနင်းလိုက်မယ်နော်ပြီးရင်အလယ်လေးမှာတစ်ချက်ဖိမယ်ဖိပြီးရင်အလယ်က3စိတ်ဆိုတော့3စိတ်နေရာလောက်ကိုတွားမယ်နော်3စိတ်လောက်သွားမယ်ပြီးရင်ဒီထိတ်ဆုံးတောက်စီကိုရှူမယ်နော်ဒီလိုမျိုးလေးနော်ဒီလိုရှူရှူလေးထိတ်ကလေးမှာဒီလိုရှူရှူလေးနော်ဒီလိုရှူရှူလေးလောက်ပြရမယ်နော်
ဒီလို white ကြီးကနေလာပြီးတော့တောင်ကျွန်းကြီးလောက်မပြအောင်နော်ဒါကနောက်ချမ်းတောက်လေးနော်နောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပဲထည့်လိုက်မယ်နော်နောက်ချမ်းနောက်တစ်ဖက်ကိုလည်းပြီးရင်ရှေ့ချမ်းတောက်ထည့်ရလေးပြမယ်နော်ရှေ့ချမ်းတောက်ကကြတော့ဘာဖြစ်လို့လဲဆိုတော့ဒီအပေါ်ထောက်နဲ့အလဲထောက်နဲ့ကနည်းနည်းလေးနီးရယ်လေနော်အဲ့တော့နီးတော့ white ပုံ white နီးလေးကိုပြမယ်နော်ဒီမှာနှစ်စိတ်နင်းလိုက်ပြီးပြီးရင်ဒီမှာအလဲမှတ်လေးအလဲမှတ်နေရနဲ့ထိတ်နေရလေးကိုကင်ထားမယ်နော်ဒီဘက်ကနေဒီမှာဒီလိုလေးကင်ထားမယ်ပြီးရင်အဲ့လဲမှတ်နေရစီကို3စိတ်လောက်စောင်းလိုက်ပြီနော်ဝိုက်ဝိုက်ကလေးဖြစ်ရမယ်နော်ပြီးရင်အဲ့3အလဲမှတ်နေရကနေအလဲမှတ်နေရကနေဒီထိတ်ဆုံးထောက်ကိုတခါတည်းဝိုက်ပြီးတော့ပြီးတယ်နော်နော်ဒါကအလဲနေရနော်ဒါကထိတ်ဆုံးနေရနော်တခါတည်းတန်းပြီးတော့ရှူလိုက်ရတယ်နော်တခါတည်းတန်းပြီးတော့ရှူလိုက်ရတယ်အဲ့တော့ဒီမှာဒီလိုလေးနောက်ချမ်းကကြတော့နည်းနည်းတောက်ကရှိရလေနော်ဒီမှာဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးရှေ့ချမ်းကတော့ဒီလိုအကန့်တိုးလေးဘာဖြစ်လို့လဲဆိုတော့ဒီထိတ်ဆုံးကရင်ထိတ်ကိုထောက်မဲ့ထောက်ဒါလေးကခါနေရလေးမှာခြိတဲ့ထောက်ကလေးလေးနော်အဲ့တော့တောက်ထိုးရလေးကဒီလိုမျိုးလေးပါနော်ပြီးရင်မမကအဲ့တောက်ထုတ်ပြီးမီးကြွေတိုက်ပြီးလို့လက်တက်တဲ့အချိန်မှာတစ်ခါပြန်ပြတော့မယ်နော်ဒီမှာမမကတောက်တွေချုပ်ပြီးတော့မီးကြွေဖိချပြီနော်မီးကြွေဖိတာကြီးဒီတစ်ခါဘာလေးပြမှာလဲဆိုတော့ဒီမှာအောက်ခောက်တာလေးပြမယ်နော်အောက်ခောက်တာလေးကဒီမှာမမကတက်လက်မအောက်ခောက်စာကတက်လက်မခြံခဲ့တယ်ဆိုတော့ဒီမှာတက်လက်မလေးခောက်မယ်နော်တက်လက်မလေးခောက်မယ်ပြီးရင်ဒီမှာထိုးလေးမိကျွေထိတ်ကလေးကနေသွားမယ်ပြီးရင်ဒီမိကျွေနောက်ဖျားလေးနဲ့ဖိလိုက်မယ်နော်ဒီလိုမျိုးထိတ်ချွန်းကနေသွားပြီးဖိကျင်လဲရတယ်အဲ့ဒါဆိုရင်ဒီနားမှာနော်ဒေါင်ကျွန်းနေပါဖြစ်မှာဆိုလို့ဒီလိုဒီမှာတက်လက်မလောက်ကလေးကိုကဒီလိုမျိုးလက်နဲ့ဒီလိုမှန်းပြီးမဝိုက်တတ်ဘူးဆိုရင်သူ့ရဲ့အဝိုက်တိုင်းကိုတက်လက်မလေးခဲမိန်မိန်လေးနဲ့မှတ်ခဲ့မယ်နော်အလှဘက်မှာမှတ်လိုက်ရင်မကောင်းဘူးလေနော်မြင်းနေရမှာဆိုတော့အဲ့တော့ဒီမှာဒီလိုတက်လက်မလေးဒီမှာအဲဆိုရင်ဒီနေရာတွေမှာဒီမှာဒီလိုတွန့်နေရလေးဆိုရင်ပြန်ဖြီခဲ့မယ်နော်ဒီမှာဒါလို့ဆိုအဝိုက်ကအထက်ကိုပိုဝိုက်ထားလေဒီလိုအတွန့်အခောက်ကတော့နည်းနည်းချင်းချင်းတော့ပါမှာပဲနော်မပါချင်းဆိုရင်ဒီဘက်ကနေပြန်ဖြီခဲ့ပြီးတော့ဒီမှာရေလေးနဲ့ဖြီပေးလိုက်လို့ရတယ်နော်ပြီးရင်ဒီမှာနောက်တစ်ချမ်းကိုလည်းဒီမှာခောက်ထားပြီးပြီနော်ပြီးရင်နောက်ချမ်းကိုလည်းခောက်လိုက်တော့မယ်နော်ပြီးမှလက်တက်တာကိုပြရမယ်နော်